ကမ္ဘာအစမ်းကျယ်ဆုံးကျောင်းစည်းကမ်းများတချို့စည်းကမ်းတွေကယဉ်ကျေးမှုနဲ့ဆိုင်တယ်လို့တချို့ကလည်းတကယ်ကြီးကိုရေးစရာကောင်းလို့နေပါတယ်ပထမဆုံးအနေနဲ့အာရှတိုက်ကနေစလိုက်ရအောင်ဗျာဂျပန်နိုင်ငံကကျောင်းစည်းကမ်းတွေဟာအသေးစိတ်လွန်ပါတယ်ကျောင်းသားတို့ရဲ့စပင်းအယောင်ဟာတဘာဝအတိုင်းမဲနေတာမျိုးမဟုတ်ပဲနဲ့အညိုရောင်နေရွှေရောင်နေဖြစ်နေတယ်ဆိုရင်အဲ့ဒီစပင်းအယောင်ဟာငယ်ငယ်တွေကပါလာတာဖြစ်ကြောင်းတက်တည်ပြနိုင်ဖို့ကလေးဘွားတက်ပုံကိုကျောင်းကိုယူလာပြတဲ့စည်းကမ်းမျိုးရှိပါတယ်ဒါ့အပြင်ကျောင်းမှာချစ်သူထားခွင့်လုံးဝမရှိပဲမျက်ခုံးအောက်ထိကျနေတဲ့စပင်းကိုတော့မှတားမြစ်ထားပါတယ်ဒီလိုပါပဲတောင်ကိုရီးယားကတတဲကျောင်းတချို့မှာလည်းကျောင်းသားတွေကဖုန်းနဲ့မုတ်တွေကိုဖွက်ထားလို့မရအောင်ဆိုပြီးအိတ်ကပ်ပါတဲ့ယူနီဖောင်းတွေကိုချုပ်ပေးလိုက်တဲ့အဖြစ်တွေလည်းရှိပါတယ်။ပေါ်ပြီးအန်အောင်စရာကောင်းတာကမြောက်ကိုရီးယားမှာဆိုရင်ကျောင်းသားတိုင်းဟာအစိုးရကခွင့်ပြုထားတဲ့ဇဝင်ပုံစံ28မျိုးတွေကတစ်ခုကိုသာရွေးချယ်ခွင့်ရတာဖြစ်ပါတယ်။ဒါပေမဲ့အာရှတိုင်းမှာအပြစ်ပေးတာမျိုးမဟုတ်ဘဲနဲ့ဂယူးဆိုင်တဲ့စီးကမ်းတွေလည်းရှိပါတယ်။အင်ဒိုနီးရှားကကျောင်းတချို့ဟာအလဲတန်းအထိပါနေ့လယ်ပိုင်းအိတ်ချိန်ကိုထည့်သွင်းပေးထားပြီးပိုပြီးဆန္ဒကဘလောက်ကောင်းကောင်းအိတ်လဲပေါ်မှာမူတည်ပြီးအမှတ်တောင်ပေးသေးတယ်လို့သိရပါတယ်။တရုတ်ကျောင်းတွေမှာဆိုရင်လည်းကျောင်းသားတွေကမျက်လုံးချမ်းမာရေးအတွက်တစ်နှစ်ကို2ကြိမ်မျက်လုံးလေးကျင်ကန်ကိုမဖြစ်မနေလုပ်ဆောင်ရပါတယ်။ဥရောပဘက်ကိုကြည့်ရင်တော့ပြင်သစ်နိုင်ငံမှာအသက်15နှစ်အောက်ကျောင်းသားကျောင်းသူတွေကိုကျောင်းဝင်းတစ်ခုလုံးမှာဖုန်းတစ်လုံးဝအသုံးပြုခွင့်မပေးတော့ဘဲပိတ်ပင်ထားပါတယ်။ဂျာမနီနိုင်ငံမှာတော့ကျောင်းတော်များများမှာတော့အချိန်ကြီးကြမှုနဲ့တာဝန်ယူမှုကိုအသားပေးတဲ့အနေနဲ့အတန်းစင်ခေါင်းလောင်းတန်ကိုလုံးဝမသုံးဆွဲပါဘူး။ကျောင်းသားနဲ့ဆရာတွေကအချိန်ကိုကိုယ့်ဘာသာနဲ့ကိုယ်တတ်မှတ်တာပြီးတော့လေးစားလိုက်နာကြပါတယ်။ယုံကြည်မှုနဲ့တာဝန်ယူမှုကိုအဓိကကြားတဲ့ပုံစံပေါ့။အင်္ဂလာမှာဆိုရင်လည်းလေမလာမချင်းခဲတံကိုပဲတောင်းရမှာဖြစ်ပြီးဘောပင်သုံးချင်ဘောပင်လိုင်စင်လို့ခေါ်တဲ့လိုင်စင်ကိုရယူရပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့တချို့ကျောင်းတွေမှာအပြစ်ပေးနည်းအနေနဲ့အတန်ထိတ်လက်လာစားခြင်းဆိုတာကိုသတ်မှတ်ထားပါတယ်။အဲဒါကတော့စီကံဖောက်ပြတဲ့အကြောင်းသားတွေကိုစကားမပြောရပဲတယောက်တည်းသမင်းစားစေတဲ့အပြစ်ပေးနည်းဖြစ်ပါတယ်။ရုရှားမှာဆိုရင်ဆရာမအတူအခန်းထဲကိုဝင်လာတိုင်းကျောင်းသားအလုံးမတည့်ရပြီးကိုဗရာပြရမယ်ဆိုတဲ့စီကံအတင်းကျပ်မှုတစ်ခုဖြစ်ပါတယ်။အာဖရိကနဲ့တခြားဒေသမှာလည်းထူးခြားတဲ့စီကံတွေရှိပါတယ်။ကင်ညာမှာဆိုရင်လည်းကျောင်းသားတအုပ်ဟာယူနီဖောင်းပြည့်စုံဝတ်မလာနိုင်ရင်ဒီကျောင်းကနေချက်ချင်းပြန်ပို့ခံရပါတယ်။နိုင်ဂျီးယားကကျောင်းတချို့မှာလည်းမနက်ခင်းဆွေုံချိန်လမ်းလျှောက်ချိန်မှာလုံးဝအတန်မထွက်ပဲတိတ်ဆိတ်စွာလမ်းလျှောက်ရတာကစီကံတစ်ခုဖြစ်ပြီးစကားပြောတာရီမောကာတွေပြုလုပ်မယ်ဆိုရင်လည်းအပြစ်ပေးခံရပါတယ်။ထိုင်းနိုင်ငံကကျောင်းတွေမှာလည်းကျောင်းစုဝေးပွဲတွေမတိုင်ခင်လက်သေးစစ်သေးခြင်းကိုစစ်တပ်စီကံအတိုင်းကိုတင်းတင်းကျပ်ကျပ်ပြုလုပ်လို့ရှိပြီးလက်သေးရှည်ထားတာကိုလက်သေးနီဆိုတာတွေကိုလုံးဝခွင့်ပြုထားပါဘူး။ဒါ့အပြင်အိန္ဒိယနိုင်ငံမှာရှိတဲ့တချို့ကျောင်းတွေမှာတော့ဆောင်းပွဲဖြည့်ဆိုချိန်နီးလာရင်စပင်းချက်တာကိုတားမြစ်ထားပါတယ်။မလေးရှားမှာတော့ကျောင်းဝင်းတွင်ပီကယ်ဝါတာကိုလုံးဝခွင့်မပြုပါဘူး။ပီကယ်ဝါးပြီးတော့သွားခွာပေးရပါတယ်နဲ့။ခွင့်မိအပြစ်ပေးတဲ့အနေနဲ့ဇွဲကောင်အောင်မှာပီကယ်တွေပါသွားခွာပေးရတတ်ပါတယ်။နောက်ဆုံးအနေနဲ့ကနေဒါမှာတော့ဆောင်းထဲမှာနှင်းလုံးပြည့်တဲ့ကစားတာကိုအနေနဲ့ရှိလို့ဆိုပြီးတော့လုံးဝတားမြစ်ထားတယ်လို့သိရပါတယ်။ဒီစီကံတွေကအထူးဆုံးထင်ရဲ့စီကံကိုမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့ဗျာဗီဒီယိုလေးကတော့ပဲနောက်နေ့မှာလည်းဘုသူတရားရစရာသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ဆွဲဆောင် entertainment channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရတဲ့ညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။